မင်္ဂလာပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့အခုမြခင်းတို့ကဘာနဲ့အသေးရောက်ရှိတဲ့မြခင်း quality လေးဖြစ်ပါတယ်မြက်ပင်ရှည်ကတော့ဒါ25မီလီအရှည်ရှိပါတယ် quality ကတော့ medium quality ဖြစ်ပါတယ်ခင်ဗျာနောက်ခံအစိမ်းရောင်လေးနဲ့လာတယ်ဒါမြက်ပင်လေးကကျွန်တော်တို့မထူမပါလေးပေါ့နော်ဒါအကုန်လုံးအကြိုက်တွေ့စီမဲ့မြခင်းမျိုးစားလေးဖြစ်ပါတယ်ခင်ဗျဒါဆိုနောက်ခံပကံအသားပုံစံဈေးနှုန်းကတော့ဒီကောင်ကအနံ6ပေခွဲအလဲ82ပေတလိပ်ကိုဒီကောင်က12သိန်းဖြစ်ပါတယ်ခင်ဗျတပေစင်းတော့ကျွန်တော်တို့15000ဖြစ်ပါတယ်ဒါဆိုအနည်းငယ်များတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျ